ဒီဘက်ကအကူရီအမရီအတော်ရီဦးရီအားလုံးမင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ကဲဒီဘက်ကလည်းနှုတ်ဆက်လိုက်အောင်မယ်ဒီဘက်ကကူရီမမရီမောင်လေးတွေညီမလေးတွေအားလုံးမင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်တကြံလေးတစ်ပုတ်လောက်ဆိုပေးပါဆိုတော့ကျွန်တော်ကတကယ်အားလုံးဓာတ်ပုံတူရရှင်နေဒါပေမဲ့ကိုယ့်အကိုဒုက္ခကိုရောက်နေအားကြောင့်ပါတော့အားနာပါရေးဆိုတော့မှညီမလေးလည်းနော်Share